ကမ္ဘာတန်မိုးရှိဆုံးစူပါစတာကစားမအဆင့်ကထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာတန်မိုးရှိဆုံးကစားမ10ဦးဆင့်မှာပရီးမီးယားလိဂ်ကအံအားသင့်စရာကောင်းလောက်အောင်နှိုးထွေးလာပါဝင်နေခဲ့ပါတယ်။ Transfer Market ရဲ့ကမ္ဘာတန်မိုးရှိဆုံးကစားမ10ဦးဆင့်ကိုဖော်ပြလာခဲ့ပါတယ်။တန်မိုးရှိဆုံးကစားမ10ဦးဆင့်မှာဆိုရင်အသက်ကြီးဆုံးကရီယယ်ကွင်းလေလူပဲပါတီဖြစ်ပါတယ်။တနက်ဆက်ချက်နဲ့အရွယ်ဥရုဂွေးနဲ့ရီယယ်မက်ဒရစ်ကွင်းလေကစားမဟာထိပ်တန်းအဆင့်မှာကာလာရှည်ကြာကစားလာခဲ့သူဖြစ်ပြီးတော့တန်မိုးအဖြစ်ပေါင်တန်း130နဲ့အဆင့်10နေရာမှာရပ်တည်နေပါတယ်။တန်မိုးရှိဆုံးကစားမအဆင့်ကိုဦးဆောင်လာတာကတော့ဘာစီလိုနာနဲ့စပိန်စူပါစတာလာမိုင်းရာမယ်ဖြစ်ပြီးတော့တန်မိုးကပေါင်169တန်းနဲ့ဦးဆောင်လာတာပါ။ဂျိုးဘယ်လင်ဂန်ရဲ့တန်မိုးကတော့ပေါင်152တန်းဖြင့်ဒုတိယနေရာကိုတက်လှမ်းလာခဲ့ပါတယ်။အာလင်ဟန်လန်ကီလီယန်အမ်ဘာဘေတို့ကလည်းတန်မိုးပေါင်152တန်းနဲ့တတိယနေရာနဲ့စတုထနေရာမှာအသီးသီးရပ်တည်နေပါတယ်။အဆင့်9နေရာမှာတော့ရီယယ်မက်ဒရစ်ရဲ့စူပါစတာဗီနီရှက်ဂျူနီယာကပေါင်143တန်းနဲ့ရပ်တည်နေပါတယ်။အဆင့်6နေရာမှာတော့အာဆင်နယ်နဲ့အင်္ဂလန်တောင်ပိုင်းကစားမဘူကာယိုဆာကာကပေါင်126တန်းနဲ့ရပ်တည်နေကပီရီကပေါင်118တန်းနဲ့အဆင့်9နေရာမှာရပ်တည်နေပါတယ်။အဆင့်10နေရာမှာတော့လီဗာပူးတို့ပြတ်မှတ်ထားနေတဲ့ Florian Wirtz ကတန်မိုးပေါင်118တန်းနဲ့ရပ်တည်နေပြီးတော့အဆင့်6နေရာမှာတော့ဂျာမယ်မူစီယလာကပေါင်118တန်းနဲ့ရပ်တည်နေပါတယ်။